ကျွန်တော်နာမည်ကဟယ်ရီပါကျွန်တော်အင်္ဂလန်နိုင်ငံရဲ့ကျေးလက်ဒေသမှာနေပါတယ်အခုကျွန်တော်16နှစ်ရှိပြီဒါပေမဲ့အဖြစ်အပျက်ကကျွန်တော်15နှစ်သားတော့ဖြစ်ခဲ့တာပါကျွန်တော်မှာနှစ်ပေါင်းများစွာမူကြိုကျောင်းတုန်းကတည်းကပေါင်းလာခဲ့တဲ့တငယ်ချင်းအဖွဲ့တစ်ဖွဲ့ရှိပါတယ်ကိုကြီးကိုတာအတွက်သူတို့လူကာနဲ့တော်မီလို့ခေါ်ပါမယ်တော်မီနဲ့ကျွန်တော်ကရွာလေးတစ်ရွာမှာနေပြီးအဲရွာမှာပဲကျောင်းတက်တစ်သက်လုံးနေခဲ့ကြတာအဲရွာလေးကတက်ကြီးရွယ်အိုတွေများတဲ့ငိမ်သက်တဲ့ရွာလေးဆိုတော့ကျွန်တော်တို့အရွယ်တွေကလည်းတဘာဝအတိုင်းရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်သွားကြတာပေါ့လူကာကတော့ရွာနဲ့မဝေးတဲ့လေယာတစ်ခုမှနေပြီးမူလာတဲ့ကျောင်းကိုအတူတူတက်ခဲ့ကြတယ်ကြီးပြင်းလာတော့ကျွန်တော်တို့အားလုံးကတဘာဝလုံးဖြစ်ပျက်တွေကိုယုံကြည်ကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်လုပ်ရက်တွေနဲ့တစ်ခါတလေစန့်ကျင်နေပေမဲ့လည်းအတွင်းစိတ်ထဲမှာတော့ဘာသာရေးကိုလျှို့ဝှက်ကိုင်းဆိုင်နေသူဖြစ်ခဲ့ပါတယ်ကျောင်းပြီးတဲ့နောက်မှာလည်းကျွန်တော်တို့ဆက်ပြီးခင်မင်ခဲ့ကြပြီးပုံမှန်တွေ့ဆုံတောက်စားပျော်ပါခဲ့ကြတယ်တနေ့တော့ကျွန်တော်တို့လူကာရဲ့ခြံမှာတွေ့ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီကိုတိတ်မသွားဖြစ်ကြတာဆိုတော့ဂီတတောင်ကြဲကြဲဖွင့်ပြီးစိတ်ပူစရာမလိုပဲတောက်လို့ရမယ်လို့ထင်ခဲ့ကြတာပါလူကာကအနီးနားတတော်ထဲမှာအိတ်စရာနေရာပေးခဲ့တယ်သူကတင်းငယ်တဲ့စခန်းချနေရာလေးတစ်ခုကိုပြင်ဆင်ထားတယ်ကျွန်တော်တို့လိုအရွယ်မရောက်သေးတဲ့ဆယ်ကျော်သက်တွေဖြစ်တာကြောင့်သဘောတူလိုက်ကြတယ်အစပိုင်းမှာတော့အရာအလုံးကအဆင်ပြေပါတယ်ကျွန်တော်တို့တောက်စားပျော်ရွှင်ခဲ့ကြတယ်ပြောပြဖို့လိုတာကတော့အဲ့ဒီစခန်းချနေရာကတဲကလူနှစ်ယောက်အတွက်ပဲအဆင်ပြေပြီးအိပ်ရတာတော်တော်လေးကြက်ပါတယ်ကံကောင်းတာကပကတ်တစ်ခုရှိတာကြောင့်ကျွန်တော်အိမ်မှာပဲအိမ်မယ်လို့ပြောလိုက်တယ်မနက်3 နာရီလောက်မှာတော့တတော်ရဲ့အနောက်ပိုင်းကနေထူးဆန်းတဲ့ညီးတန်တစ်ခုကျွန်တော်ကြားလိုက်ရတယ်ကျွန်တော်တခြားနှစ်ယောက်ကိုနှိုးပြီးကြားလားဆိုပြီးတော့စိတ်လှုပ်ရှားစွာနဲ့မေးလိုက်တယ်သူတို့လည်းတေချာကြားရပါတယ်အဲ့ဒါအမျိုးသမီးတယောက်ရဲ့အတန်လိုပဲဒီဧရိယာမှာရှိတဲ့တူးကြီးသောအမျိုးသမီးကလူကရဲ့အမေဖြစ်နိုင်ပေမဲ့ညာဘက်တီတော်တော်တွေကိုလာမှာမဟုတ်ပါဘူးဒါကကျွန်တော်တို့ကိုကြက်သိမ်းထားစေတယ်ကျွန်တော်ကဘာအတန်လဲဆိုတာကိုသွားကြည့်ဖို့ပြောလိုက်တယ်အဲ့ဒါကလုံးဝအမှားတစ်ခုပါပဲတော်မီကညင်းဆိုပြီးတော့နောက်မှာပဲနေခဲ့တယ်လူကာနဲ့ကျွန်တော်ကဖုံးမိကြအောင်ယူပြီးတော့လိုက်ရှာခဲ့ကြတယ်ကျွန်တော်တို့9 မိနစ်လောက်ရှောက်သွားပြီးတော့ရှင်းပြလို့မရတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်အဝေးမှာရှုံနေပေးနေတဲ့အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတူမတ်တက်ရက်နေတယ်သူမရဲ့စပင်းတွေကနှက်မှောင်ပြီးရှည်လျားတယ်သူမကတောက်ပနေတယ်လို့ပဲသူမကအရန်ကိုကြီးမာတယ်အရန်အမြင့်က9 ပေလောက်ရှိပါလိမ့်မယ်သူမကကျွန်တော်တို့ကိုမြင်တာနဲ့လှည့်ပြီးတော့ရှောက်သွားလိုက်တယ်ခုနကလိုပဲညီးတန်ပေးနေတော့မှာပဲကျွန်တော်တို့ကြောင်းလန့်နေပေမဲ့တီကျင်စိတ်နဲ့နောက်ကနေလိုက်ခဲ့တယ်သူမကကျွန်တော်တို့ညာဘက်ကခြုံပုတ်တွေကိုဖြတ်သွားတော့ကျွန်တော်တို့လည်းလိုက်သွားကြတယ်တင်းငယ်တဲ့တရားလေးတစ်ခုကိုဖြတ်ကျော်ပြီးတဲ့နောက်ခက်လလပန်းပွင့်နေပြည့်နေတဲ့ကျဲပြန့်တဲ့လွင်ပြင်ကြီးကိုရောက်သွားခဲ့တယ်ပြောပြရမယ်ဆိုရင်ကျွန်တော်တို့စီမှာဘိန်းပန်းဆိုတာအရန်အေးပါတဲ့သင်္ကေတပါပထမကမ္ဘာစစ်မှာတိုက်ခိုက်ခဲ့တဲ့စစ်သားတွေကိုအမှတ်ရစေဖို့အသုံးပြုကြတာပါလူတွေကသူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ဘိန်းပန်းတွေဝတ်ဆင်ကြတယ်ကျွန်တော်တို့လွင်ပြင်ကိုကြည့်လိုက်တော့သူမပျောက်ဆုံးနေပါပြီညီးတန်လည်းရက်သွားပြီဖော်ပြလို့မရတဲ့ထူးဆန်းတဲ့ခန်းစားချက်တစ်ခုကကျွန်တော်တို့အပေါ်လွှမ်းမိုးသွားခဲ့တယ်ကျွန်တော်တို့သူမကိုအဆုံးမှာတွေးလိုက်မယ်လို့မျှော်လင့်ပြီးဘိန်းပန်းနေကြမှာလမ်းကြောင်းအရှိကြီးကိုလိုက်သွားကြတယ်ဒါပေမဲ့အဲ့ဒီအစားနားမလည်နိုင်စရာတစ်ခုကိုတွေးလိုက်ရတယ်အုတ်ကူတစ်ခုနဲ့အဲ့ဒီရှေ့မှာလဲကျနေတဲ့အဖြူရောင်ရှုပ်ပေနေတဲ့ဝတ်စုံတစ်ထည်ပဲရှိတယ်အုတ်ကူမှာတော့ချစ်လာစွာသောဒါယာနာအားအမှတ်ရ၍လောကမှအလွန်ငယ်စဉ်ကခေါ်ဆောင်သွားခြင်းခံရသည်သူမ၏ဝိညာဉ်ငြိမ်းချမ်းစွာအနားယူပါစေ1919လို့ရေးထားတယ်ဒီစာအုပ်ဖတ်ပြီးကျွန်တော်တို့နားလည်သွားကြတယ်ပြီးတော့အရန်ကြောင်းလန့်သွားကြတာပေါ့ကျွန်တော်တို့စခန်းချနေရအောင်ပြန်ပြေးလာပြီးတော်မီကိုအားလုံးပြောပြလိုက်တယ်သူကတော့တလုံးမှမယုံခဲ့ပါဘူးနောက်မနက်မှာတော့ကျွန်တော်တို့မြင်ခဲ့ရတာတွေကိုလူကားရဲ့မိဘတွေကိုပြောပြလိုက်တယ်သူ့ဖေရဲ့မျက်နှာဖြူဖက်ဖြူရောဖြစ်သွားတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီချမ်းမှာအမျိုးသမီးတူကိုသူမရဲ့ခင်မွန်းကတတ်ခဲ့ဘူးတယ်လို့သူကပြောပြတယ်ခင်မွန်းကစစ်ပွဲကိုသွားခဲ့ပြီးပြန်လာတော့မျက်နှာမှာတက်ထုဆဝင်နေတယ်ဆရာဝန်တွေကလည်းဖယ်ရှားလို့မရခဲ့ဘူးသူယူသွားပြီးတော့တနေ့မှရုတ်တရက်ထိန်းချုပ်မရဖြစ်သွားတယ်သူကသူ့ဇနီးကိုဘိန်းပန်းခင်းထဲမှာတတ်ခဲ့ပြီးသူမအလောင်းဘယ်တော့မှရှာမတွေ့တော့ဘူးတဲ့ကျွန်တော်နာမည်က AK ပါအခုကျွန်တော်အသက်က20ရှိပါပြီဒီဖြစ်တော့ကျွန်တော်က9 နှစ်ပါကျွန်တော်နဲ့ကျွန်တော်အဖွားဖြစ်ခဲ့တာပါကျွန်တော်အဖွားနာမည်ကြီးတက်သူတစ်ခုမှပေါမောက်ခပါအမေကတော့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီးတော့အဖေကပုဂ္ဂလိကကုမ္ပဏီတစ်ခုမှအလုပ်လုပ်ပါတယ်ဒီဖြစ်တဲ့နေ့မှာနိုင်ငံခြားစီးပွားရေးခရီးထွက်နေပြီးအဖေကညဘက်နောက်ကျတဲ့အထိအလုပ်လုပ်နေခဲ့တာပါကျွန်တော်နဲ့အဖွားငါးတက်တိုက်ခန်းမှာ2 ယောက်တည်းကြံနေခဲ့တယ်ညနေပိုင်းတစ်ခုမှာအဖွားကကောလိပ်ကနေအိမ်ပြန်လာတော့
လက်ထဲမှာငါးကြီးတစ်ကောင်ကင်လာတယ်။အဲ့ဒါကျွန်တော်ရဲ့အကြိုက်ဆုံးငါးဆိုတော့ကျွန်တော်လည်းပြောသွားခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဘာဖြစ်တာလဲမေးတော့အဖွာစိတ်ပူနေပုံရတယ်။သူကဗရင်ပေါက်တွေနဲ့လာတာဆောင်တကားတွေကိုပိတ်ဖို့ပြောတယ်။ညနေခင်းဖြစ်လို့တဲ့တနားရီလောက်ကြာတော့မိဖို့ကြောင့်နဲ့ငါးကြော်နှံကိုကျွန်တော်ရလိုက်တယ်။ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ပြေးသွားတော့အဖွာကကျွန်တော်ကိုပြုံးပြတယ်။စကားပြောနေတော့မှအဖွာကသူ့ဘေးကပကံထဲကငါအပိုက်စားတချို့ပျောက်နေတာကိုသတိထားမိလိုက်တယ်။ကျွန်တော်ကသူ့ဘေးနားမှာရက်နေတာဆိုတော့ကျွန်တော်မယူဘူးဆိုတာကိုသူသိတယ်။သူဘာမှမပြောခဲ့ဘူး။ဒါပေမဲ့ဒီထူးဆန်းတဲ့အရာဆက်ဖြစ်နေတယ်။သူ့ပကံကိုကြည့်လိုက်တိုင်းငါးတုံးတွေကပိုပြောက်နေတယ်။သူဘာဆက်ဖြစ်မလဲလို့စောင့်ကြည့်နေခဲ့တယ်။နောက်ဆက်တွဲဖြစ်လာတာတော့ကျွန်တော်အခုထိထိန်လန့်လို့ငိုမိစေတော့မှာပဲမဲနဲ့နေတဲ့လက်တစ်ဖက်ညစ်ပတ်ပြီးအနက်ရောင်အမွှေးတွေပါတဲ့ဆက်ဆုပ်ဖွယ်ရာလက်တစ်ဖက်ကမိဖို့ကြောင့်ဗရင်ပေါက်ကနေပြီးတော့ဝင်လာပြီးငါတစ်ဖက်ကိုယူသွားတယ်။ကျွန်တော်အဖွားချက်ချင်းပဲဆူတောင်းပြီးတော့ကျွန်တော်ကိုထွက်သွားဖို့အော်ပြောတယ်။ဒါပေမဲ့ကျွန်တော်ကကြောက်လန့်ပြီးရေခဲလိုတောင့်တင်နေခဲ့တယ်။ကျွန်တော်မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလာတယ်။ကျွန်တော်တို့ကပစ္စမဓာတ်မှနေတာဆိုတော့အဲ့ဒီလက်ကလူသားဖြစ်နိုင်စရာလုံးဝမရှိဘူးဆိုတာကျွန်တော်သိခဲ့တယ်။ကျွန်တော်အသက်ရှူရခတ်လာတယ်။တခုခုကကျွန်တော်ကိုလဲပေးညစ်နေသလိုခံစားရတယ်။အဖွားအဲ့ဒီအမဲရောင်တတဝါကိုအော်ဟစ်ပြီးဘာလို့ကျင်တာလဲလို့မေးလိုက်တယ်။အဲ့ဒီလက်မဲကြီးကငါ့ကိုလက်ညှိုးထိုးပြတယ်။အဖွားကငါတစ်ဖက်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူလိုချင်တာပေးလိုက်ရင်ဒါဘယ်တော့မှလှုပ်ပေးတော့မှမဟုတ်ဘူးဆိုတာကိုလည်းအဖွားကသိနေတယ်။အဲ့ဒါကြောင့်သူငါ့ကိုကင်ပြီးလက်နာကိုတိုးသွားတယ်။ပြီးတော့ပေးမဲ့အစားဟင်းချက်စုံတစုံနဲ့အဲ့ဒီတတဝါရဲ့လက်ကိုမိရှို့ပစ်လိုက်တယ်။ပြီးတော့ကျဲလောင်တဲ့လူသားမဆန်တဲ့အော်တန်တစ်ခုထွက်ပေါ်လာပြီးတော့အဲ့ဒီလက်ကဗရင်ပေါက်အပြင်ဘက်ကိုလှည့်မြန်စွာနဲ့ပြန်ထွက်သွားခဲ့တယ်။အဖွားကစူတောင်းစာတွေရွတ်ပြီးဗရင်ပေါက်ကိုပိတ်လိုက်တယ်။အဲ့ဒီနောက်မှာကျွန်တော်သတိလစ်သွားခဲ့တယ်။ကျွန်တော်နိုးလာတော့ဆေးရုံမှာရောက်နေပြီ။အဖွားအမေအဖေသူနာပြုတ်တူကကျွန်တော်ကရင်နားမှာရက်နေကြတယ်။ကျွန်တော်မိသားစုကငိုနေကြတယ်။အမေကနိုင်ငံခြားကနေအမြန်ပြန်လာခဲ့တယ်။သူပြောတာကျွန်တော်သတိလစ်သွားတာဖျားနာနေပြီးတုံရင်နေခဲ့တယ်တဲ့။ပါဇက်ကလည်းအဖြူမြုပ်နေထွက်နေခဲ့တယ်။အဖွားကအိမ်နီးနားချင်းတွေကိုခေါ်ပြီးကျွန်တော်ဆေးရုံကိုပို့ခဲ့ရတယ်။ဆရာဝန်ကကျွန်တော်ဖျားနာမှုကိုကြောက်အောင်လုပ်ဖို့ရုန်းကန်ခဲ့ရတယ်။ကျွန်တော်3ရက်တိတိမေ့မျောနေခဲ့တယ်။ကံကောင်းစွာနဲ့ပဲကျွန်တော်နေပြန်ကောင်းလာခဲ့တယ်။ဒါပေမဲ့ဒီအဖြစ်အပျက်ကတော့ကျွန်တော်အသက်လုံးဝမမေ့နိုင်စရာပါပဲ။မင်္ဂလာပါ။ကျမအသက်16နှစ်အရွယ်ကောင်မလေးတစ်ယောက်ဖြစ်ပြီးတော့နော်ဝေးနိုင်ငံရွာလေးတစ်ရွာမှာနေပါတယ်။လွန်ခဲ့တဲ့2နှစ်လောက်ကကျမနဲ့အမေခွေးလေးတို့ကအိမ်ဟောင်းတစ်လုံးကိုပြောင်းလာခဲ့ကြတယ်။ရွာသားတွေကဒီအိမ်ကိုတရက်6တဲ့အိမ်လို့ခေါ်ကြပေမဲ့ကျမတို့ကဂရုမစိုက်ခဲ့ပါဘူး။ကျမအမေကငွေကြေးသိမ်းမရှိဘူး။အိမ်ကလည်းဈေးပေါ်တယ်။အရေးကြီးဆုံးကတော့ကျမတို့ကတဘာဝလုံးအရာတွေကိုမယုံခဲ့ကြပါဘူး။မနက်ခင်းတစ်ခုမှာအမေကအလုပ်သွားဖို့ထွက်သွားပြီးကျမကကျောင်းသွားဖို့ပြင်ဆင်နေတော့ခွေးလေးနဲ့အတူကြံခဲ့တယ်။ကျမကပြင်းရတဲ့ကလေးတစ်ယောက်ဖြစ်ပြီးမနက်ခင်းကိုသိမ်းမကြိုက်တဲ့သူဆိုတော့အလှလိုရမယ့်အစားကျမကခွေးလေးနဲ့အတူရေချိုးကန်းထဲမှာထိုင်ပြီးယူကျူးကြည့်နေခဲ့တယ်။ကျမကကျမ်းမြေပေါ်မှာထိုင်ပြီးသူ့ကိုပွေးဖက်ထားတော့ရုတ်တရက်အခန်းရေခဲလိုအေးဆက်သွားတယ်။ဒါကထူးဆန်းတယ်။ဘာလို့လဲဆိုတော့ကျမ်းပြင်အောက်ကအပူပေးဆက်ကြောင့်ရေချိုးကအိမ်ရဲ့အနွေးဆုံးအခန်းဖြစ်နေကြလေ။ကျမခွေးလေးကိုတင်းတင်းပွေးဖက်လိုက်တော့အေးဆက်မှုကကျမရဲ့အရေပြားပေါ်မှာတွားသွားနေသလိုခံစားရတယ်။အဲဒီနောက်မှာကျမခံစားလိုက်ရတာကစင်းကြံလန်းအောင်ကြည့်ချင်စိတ်ပြင်းပြမှုပါပဲ။မမြင်ရတဲ့တစုံတစ်ယောက်ကကျမကိုစောင့်ကြည့်နေသလိုမျိုးပေါ့။ကျမရဲ့ခွေးလေးလည်းခံစားရတဲ့ထင်တယ်။သူ့နှစ်ရက်တွေထောင်လာပြီးဟိမ့်ဟောင်းလာတယ်။ကျမဖြည်းဖြည်းချင်းမျက်လုံးကိုမောကြည့်လိုက်တော့မြင်လိုက်ရတာက6ပင်အမြင့်ရှိတဲ့အဖြူရောင်အရိပ်ပမာလူတစ်ယောက်ကကျမစီကိုမျောလာနေတယ်။ကျမရေခဲလိုတောင့်သွားတယ်။လက်တွေကခွေးလေးကိုတင်းတင်းဖတ်ထားမိတယ်။သူ့ရဲ့ဟိမ့်ဟောင်းတန်တွေကညီးတန်တွေအဖြစ်ပြောင်းသွားပြီးတော့ကျမမျက်လုံးတွေကပူနေတဲ့မျက်ရည်တွေစီးကျလာတယ်။အဲ့ဒီအရိပ်ကနီးကပ်လာခဲ့ပြီးရေချိုးကန်တကားရှိမှရပ်လိုက်တယ်။သူကကျမကိုစိုက်ကြည့်နေသလိုမျိုးခေါင်းကိုငုံလိုက်တယ်။ပြီးတော့ဖြည်းဖြည်းချင်းလှည့်ပြီးလော့ချထားတဲ့အဝတ်လျှော်ကန်တကားကိုတိုက်ရိုက်ဖြတ်ပြီးမျောဝင်သွားခဲ့တယ်။ကျမအဲ့ဒီမှာပဲတုံရင်ရင်ထိုင်နေခဲ့တယ်။လှုပ်လို့မရဘူး။နာရီပေါင်းများစွာကြာသလိုခံစားရတယ်။နောက်ဆုံးတော့ထားဖို့တက်တီကိုစုစည်းနိုင်ခဲ့တယ်။ကျမခွေးကြိုးကိုကင်ပြီးတော့ရှေ့တကားကနေပြေးထွက်သွားခဲ့တယ်။လမ်းတစ်လျှောက်လုံးမှာရှိတဲ့အဖွားရဲ့အိမ်စီကိုတနက်မမတ်ပြေးသွားတာပါ။ကျမမြင်ခဲ့ရတာတွေကိုပြောပြတော့အဖွားရှုပ်ထွေးတဲ့အကြည့်တွေနဲ့ကြည့်ပြီးရဲနေခဲ့တယ်။အိမ်ညမှာကျမမြေးပစ်ဖို့စူးစမ်းခဲ့ပါတယ်။အိမ်ရတဲ့ဝင်ပြီးအိပ်ဖို့ပြင်ဆင်နေတော့မှ
ကျမကြားလိုက်ရတာကကျမရဲ့ brain ပေါက်ကိုခောက်တဲ့အတန်ကျမရဲ့အိမ်ငန်းကဒုတိယထပ်မှာပါတယောက်ယောက်ကနေရန်ကိုတက်မလာဘူးဆိုရင်ဘယ်သူမှဒီလိုမျိုးခောက်နိုင်စရာလုံးဝမရှိပါဘူးကျမတုံဆိုင်နေခဲ့ပြီး brain ပေါက်ကနေငုံကြည့်လိုက်တယ်ဘာမှမရှိဘူးမှောင်မဲနေတဲ့အပြင်ဘက်ကကျမကိုပြန်ဆိုင်ကြည့်နေတယ်ကြောင်းလန့်တကြားနဲ့အမေအခန်းကိုပြေးသွားတယ်အမေကတော့အိပ်ပျော်နေတယ်ကျမသူ့ကိုလှုံလို့ပြီးသူ့ဘေးမှာပဲအိတ်ခွင့်တောင်းခဲ့တယ်အမေကမိကုန်းတွေကိုမမေးပဲကျမကိုအိတ်ခွင့်ပေးခဲ့တယ်ဒါကအစပဲရှိသေးတာနောက်ရက်သက်ပတ်တွေမှာထူးဆန်းတဲ့အရာတွေဆက်ဖြစ်နေခဲ့တယ်ပကြီးကားတွေနေရံပေါ်ကပြုတ်ကြတယ်ခြေတံတွေကအခန်းလွတ်ထဲမှာပဲ့တင်ထွက်နေတယ်တညမှာကျမနဲ့အမေကအဲကန်းမှာထိုင်နေတော့ဒါတစ်ချောင်းကမိဖို့ချောင်းကောင်းတောင်ပေါ်ကနေကြွတက်လာပြီးကျမ်းမြေပေါ်ကိုပြုတ်ကျသွားတယ်ဒါနဲ့တင်လုံလောက်ပါပြီကျမအမေကတော်ပြီလို့ဆုံးဖြတ်လိုက်တယ်ကျမတို့ပစ္စည်းတွေထုတ်ပိုးပြီးအဖွားရဲ့အိမ်ကိုပြောင်းရွှေ့ခဲ့တယ်အဖွားကမဆိုင်မတော့ကြိုဆိုခဲ့ပါတယ်ကျမတို့အိမ်အစ်စ်မတွေ့မချင်း6လကြာအဲ့အိမ်မှာနေခဲ့ကြတယ်အခုကျမတို့ဒီအိမ်မှာ9လအခုလို horror animation ဇာတ်လမ်းကောင်းလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှင်เนาะ Mr. Nightmare Channel လေးကိုလည်း subscribe လုပ်ပြီးတော့ support ပေးခဲ့ကြပါအောင်လို့မေတ္တာရက်ခံချင်ပါတယ်